အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဥပမြန်မာရဲ့တီထောင်သူဆရာလက်မြူပဲဖြစ်ပါတယ်ကျွန်တော်ကဥပမြန်မာကို2022ကနေစပြီးတော့တီထောင်ခဲ့တယ်ဘယ်နေရာမှာရှိတယ်လဲဆိုလို့ရှိရင်ကျွန်တော်ရဲ့ဥပမြန်မာဆိုလို့ရှိရင်အမှတ်36စိတ်တဒုက္ခလမ်းကြောင်မြောင်းတာငွေမှာရှိပါတယ်ကျွန်တော်အခုချိန်ဆိုလို့ရှိရင်ကျွန်တော်လူပေါင်း30ကျော်လောက်ကိုကျွန်တော် overseas ကိုပို့ပြီးသွားပြီပေါ့နော်ဘာဖြစ်လို့လဲဆိုလို့ရှိရင်2022ကမှကျွန်တော်ကစဖွင့်လို့ပါအရင်ကျွန်တော်ရှေ့မှာအရင်တော့ကကျွန်တော်လုပ်ခဲ့တဲ့သင်တန်းကျောင်းတွေရှိပါသေးတယ်အဲ့ဒီသင်တန်းကျောင်းတွေနဲ့ဆိုလို့ရှိရင်တော့အခုဆိုလို့ရှိရင်ကျွန်တော်အားလုံးပေါင်းထောင်ကျော်နီးပါးကျွန်တော် overseas ကိုပို့ပြီးပြီအဓိကဘယ်နိုင်ငံကိုကျွန်တော်ပို့တယ်လဲဆိုလို့ရှိရင် UAE ကိုအဓိကပို့ပါတယ်ဒူဘိုင်းပေါ့နော်ဒီအပြင်ကိုကျွန်တော်ရဲ့ကလေးတွေကကျွန်တော်ရဲ့သင်တန်းသားတွေကဘယ်နိုင်ငံတွေသွားသေးလဲဆိုလို့ရှိရင် Ocean Cruise တွေကိုလည်းသူတို့လိုက်တဲ့ကလေးတွေလည်းရှိတယ်လို့ River Cruise တွေကိုလိုက်တဲ့ကလေးတွေလည်းရှိတယ်အဲ့ဒါတွေက Europe ပိုင်းကိုသွားပါတယ်အခုကတော့ကျွန်တော်ဘာခောက်ပြမလဲဆိုလို့ရှိရင် napkin လေးတစ်ခုကိုကျွန်တော်ခောက်ပြမှာဖြစ်တယ် Chinese fan လို့ခေါ်တဲ့ napkin လေးတစ်ခုကိုကျွန်တော်ခောက်ပြပါမယ်ဒီလိုပုံစံရှိနေရာကနေပြီးတော့ညီညီညာညာလေးလုပ်လိုက်မယ်လုပ်လိုက်ပြီးသွားလို့ရှိရင်ကျွန်တော်ဘယ်လိုခောက်မလဲဆိုလို့ရှိရင်ဒါလေးကိုဒီလိုပုံစံလေးတွေဘာကြာကောက်လေးခောက်လိုက်တာပေါ့နော်အားလုံးဘာကြာကောက်ကိုတော့ခောက်တက်လိုက်မယ်လို့ကျွန်တော်ထင်တယ်ဒီလိုခောက်တယ်ဒီလိုခောက်တယ်ဒီလောက်အနေထားရှိသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဘာလုပ်တယ်လဲဆိုလို့ရှိရင်ဒီလိုလေးချိုးလိုက်ပါတယ်ချိုးပြီးသွားလို့ရှိရင်သူ့ကိုကျွန်တော်တို့ကဒီလိုမျိုးခောက်ချလိုက်တယ်ခောက်ချပြီးရင်ဒီလိုလေးဖြန့်လိုက်တဲ့အခါမှာဒါဒီဘာဖြစ်သွားပြီလဲဆိုလို့ရှိရင် fan လေးတစ်ခုဖြစ်သွားပါပြီ Chinese fan လို့ခေါ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်အကယ်၍များကျွန်တော်ရဲ့သင်တန်းကိုတက်ချင်တယ်ဆိုလို့ရှိရင်တော့ဖုန်းနံပါတ်39939368ကိုဆက်သွယ်နိုင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်